မြန်မာကုံဆောင် Joshua Van ဟာချန်ပီယံခပတ်ကိုပထမဆုံးချိန်ကာကွယ်ဖို့အတွက်ဂျပန်နိုင်ငံရဲ့ number 1 fighter Tatsuro Taira နဲ့ထိပ်တိုက်တွေ့ဆုံတော့မှာဖြစ်ပါတယ်။ဒီ fighter နှစ်ယောက်ဟာ UFC မှာအခုမှပထမဆုံးချိန်ထိပ်တိုက်တွေ့ဆုံကြမှာဖြစ်လို့အာရှရဲ့အကောင်းဆုံး fighter ဘယ်သူလဲဆိုတာကိုအဆုံးဖြတ်ပေးမယ်အာရှဘရင်လူပွဲလိုလောင်ဆိုနိုင်ပါတယ်။ Joshua Van အထက်တော့ဒါဟာခပတ်ကိုရပြီးနောက်ပထမဆုံးချိန်ရင်ဆိုင်ရမယ့်စင်ခေါ်မှုကြီးဖြစ်ပြီးသူ့ရဲ့နန်းသက်ကိုဆက်လက်တီးမဲအောင်စူးစမ်းရမှာပါ။တစ်ဖက်မှာလည်း Taira ဟာတကဘာလုံးမှာစောင့်ကြည့်နေရတဲ့မျိုးဆက်သစ် fighter ဖြစ်တာကြောင့်ဒီပွဲဟာ UFC ရဲ့ flyweight တန်းမှာသမိုင်းတွင်မဲ့ပွဲကြီးတစ်ပွဲဖြစ်လာမှာသိကြပါတယ်။ဒါကြောင့် April 17 ရက်နေ့မိုင်ယာမီမှာကျင်းပမဲ့ UFC 327မှာ Van Dijk သူ့ရဲ့ရာဇာပလန်ကိုဆက်ပြီးထိန်းသိမ်းသွားနိုင်မလား။ဒါမှမဟုတ် Taira ကမဲ့ NR တင်စရာတွေလုတ်ပြသွားမလား။ကျွန်တော်တို့မြန်မာပြည်သက်အားလုံးကတော့ Van နဲ့နောက်မှာအခိုင်အမာရှိနေပါတယ်။ဘလောက်ပဲခက်ခဲတဲ့ပြိုင်ပွဲဖြစ်ပါစေ။ Van ဟာအမေရိကရှိကိုပဲတိုးသက်သူဖြစ်ပြီးဒီပွဲမှာလည်းမြမအသွေးဘလောက်ရဲချာတကဘာလုံးကိုထက်ပြီးပြသသွားအောင်မယ်လို့ယုံကြည်ပါတယ်။